မင်္ဂလာပါဝဆလာဆိုင်ဒီနေ့ကတော့ကျွန်တော်တူကြီးပင်တစ်ချောင်းလာကြည့်တယ်နော်ဒီတူကြီးပင်ကပါဖိလည်းမသိကျွန်တော်ပြမယ်ဒီမှာကြည့်ရတူကြီးပင်โอ้တူကြီးပင်ကပါဖိလေတူကြီးပင်ကသေကြပြီอ่ะမင်္ဂလာပါဆရာမင်္ဂလာပါလုံးမဆရာပဲသွားမလဲဒီမှာပလဲသားတွေမေးတယ်တူကြီးပင်ကပါဖိလေဟမ်ဒီမှာကျွန်တော်ဆရာနဲ့တူကြီးဆရာမလာကြည့်တယ်နော်ဒီတူကြီးပင်ရပါပြီလို့မသိကြည့်အောင်ဒီမှာဟိုတောင်နားမှာနော်တောင်နားပဲပါကြည့်အောင်တပင်းမှမကောင်းလို့ဒီတူကြီးပင်ရပါပြီလေဆရာမင်္ဂလာပါဆရာမင်္ဂလာပါငါလုံးမဆရာပလဲသားလေးမင်းနဲ့ဒီတူကြီးပင်ရပါဖြစ်လေပြောပြလားဒီတပင်ကြည့်ရကြဆရာတောင်းပါပါလေကွာအချိန်မင်းဆရာမလာနိုင်လို့အချိန်မင်းဆရာမကူတနိုင်လို့ဒီလိုဖြစ်သွားတာစောရရဆရာသိရင်ဒီလိုဖြစ်လာဆရာအကြောင်းမရှိဘူးဒီတူကြီးပင်ရလေကွာကြည့်ပါလားဒီဘယ်နဲ့အကာလောက်မလဲခွင့်နဲ့ရလာကြဆရာဘယ်နဲ့အကာလောက်မလဲဆရာနဲ့အကာဟမ်ဆရာဘယ်နဲ့အကာလဲဒီမလဲကောဆရာမသားလည်းတော်အပေါ်ကြဘလို့ကြာလဲဘလို့လဲဆရာပြောပြလားအကြောင်းဘာမှမပြောပြနိုင်လို့လို့မဆရာဘလို့လဲဒီတူကြီးချန်နဲ့မှနေတာဘယ်နှစ်ကြာပြီလဲသေးပြီကဲနာပဲတို့လူအထောင်ခါကိုကဲစားရှိရတာတွေ့ခွင့်လူငယ်ခါပဲဒီရန်ယူရမယ်ကျွန်တော်လာတော့ကပင်ကောင်းတယ်ကျန်းကိုဒီကထိုင်ယူနေစိတ်လောအဝေးချချတော့ကူတာတော့ကျက်ခဏကူရအောင်ချပြချတာမဲထောင်တော့အဘာနေကကူရောလက်ထုံးတော့လူတီးရတော့ခါအပြောင်းတော့ဝယ်လို့ကြတယ်တရားပဲဆိုဘာဘလာအဖာကုန်အဝေးကြည့်ရလေဒီမတွေ့လားဆရာဟိုကျွန်တော်ငါတို့ခြံသားမှာလေတခြံလေးဒီလိုပဲဖြစ်တယ်လေအဲ့ဒါတသေးလေးပဲရှိသေးတယ်ဘာကိစ္စမရှိဘူးဒါလို့တသေးလေအရှိမှခြံလေးလို့လေဆရာမသိလားအကြောင်းကျွန်တော်ဒူးရင်စိတ်ကောပါပြီကြောင်းနိုင်တော့မနေချင်တော့ဘူးပဲသားမလဲပဲသားမလဲပဲသားမလဲဆရာအဲ့လိုပြောင်းတော့မယ်မြင်းမှာပြောင်းမလို့မလားလုံးမဆရာသိလည်းမသိဒီတူကြီးပိန်ချံလာနေတယ်ပါလာသွားလိုက်နေရဒီညီတို့ဆရာမခေါ်နေတော့နော်လုံးမဆရာဘာမှနားမလဲပြန်ပြီးကြည့်အောင်ဒီတပင်ပွားလုံးမဆရာပြန်လိုက်ပြီးပြသားတော့ဒီတူကြီးကြောင်းလည်းမသိဆရာလို့မလာလို့နေလေကျွန်တော်ဆက်တူတယ်ဒီတူကြီးပင်ရတယ်ကွာကျင်းကြီးဘယ်လိုပြတာလဲကြောင်းကျွန်တော်လည်းတဲ့မသိနော်လို့မလေးစားချပါလားကျမ်းပြောသူလိုက်ကြည့်အောင်ဒီလိုက်ထိုင်လေလိုက်ဆွဲရတာကိုဒီနိုင်လေပြေးပဲပင်လေရတယ်
อย่าขาไปได้อย่ามันรีวางไม่เหรอ นี่တော့တူရင်ချန်နေတာကျွန်တော်နည်းနည်းမှမကြိုက်တူရင်ပင်တေကပြီဒီတူရင်ပင်ဟိုနည်းလေဟိုနည်းဖြစ်တယ်လေဟိုလိုက်တယ်လေထိုင်းလို့ခေါ်တာလိုက်တယ်အဲ့လိုက်တယ်ကူတာတယ်နော်လိုက်တယ်ဒီအရွယ်ပြပေးမယ်အရွယ်ဒီလိုမျိုးဖြစ်တယ်နော်ဒီလိုမျိုးဖြစ်တယ်ဒီလိုမျိုးဖြစ်တာတော့ပွားကူးတယ်နော်ဒီလိုမျိုးပွားစိတ်ညစ်ကြကြီးပဲဒီလိုမျိုးဖြစ်နော်အပိန်မကြတော့သေရမယ်ဒီအရွယ်လေ เฮ้ยจะไปเด้อเพื่อนลาจ้านะครับ တူရင်ပင်ချန်ထဲမှာတူရင်ပင်စေကိုပြီသူငယ်ချင်းတို့ရေကျွန်တော်ပြတဲ့အရွယ်ခုနကလေအဲ့လိုမျိုးဖြည့်နော်ပင်စေတွေနော်တငယ်ချင်းတွေသတိထားရမယ်နော်ဒီမှာဒီတပင်လေးဒီလိုမျိုးဖြည့်တယ် แต่มาก่อนดูเตะกบีเนี่ยตัวนี้จ้างดีคือจะเช็ดไอ้นอกจากมันลาเปียวเนี่ยเนาะตัวนี้จ้างนี่เนี่ยงานเนี่ยจริงนี่ตัวนี้จ้างแล้วว่ามาปาเต้เนี่ยเนาะนี่ มันတော့ရချလာလေတယ် เปียวเปียวเลยมันตาดูนี่มันตีได้มันตี มันดูอามาတရားတယ် တူညင်ချာအကြောင်းလာပြောနေတော့နော်တူညင်အကြောင်းလဲလာတယ်အနေပြောတာဘလို့လဲဒီလိုမျိုးဖြစ်တယ်လေဘာလဲလိုက်ရတာလဲ มันတော့ရချလာတော့ဘုန်းလို့လေကျွန်တော်တောင်းမှတာပါတယ်ကွာဘာမှမလုပ်နိုင်တော့ အေးဒါဆိုရင်နောက်ပြီးတော့သူညင်အကြောင်းဒီလိုမျိုးဖြစ်တာလေသူမသိတော့ သူပြောတယ်တောင်းပန်ပါတယ်ပလေးသားတို့ကြီးကျွန်တော်ကတော့ကျွန်တော်သိတယ်ကျွန်တော်သိရတော့မြေကြီးသိမကောင်းမြေကြီးသိမကောင်းသူအသက်ပနနီပြီလေခုံနနီစီနီလေကဝီဟိုမြေကြီးဟိုအောက်မှာမကောင်းလေဟိုအပေါက်မှာပဲသူတနနီခန့်နေအေးဒါဆိုရင်တော့နောက်မှကျွန်တော်လာပြောပြမယ်နော်သူကြီးအကြောင်းလေးโอเคငွေချင်းတို့ရေဒီဗီဒီယိုတိုင်လေးတွေ့ရင်တော့သူလို့ပေးကြပါโอเคဘိုင်ဘိုင်